နဂါးနမင်းသည်သူ၏ဇနီးသည်ကိုကဲတင်ရန်အတွက်ရွှေနဂါးအထက်အတွင်ပြောင်းလဲခဲ့သည်သူသည်နန်းတော်ခမ်းမအတွင်သို့အရှင်ဟုန်ဖင်းပြေးဝင်သွားခဲ့သည်ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါလူတိုင်းကဒူးထောက်၍နဂါးနမင်းတန်ဂယုဏတော်အတွက်အတနာခံခဲ့ကြသည်ဧကရိုင်မင်းမှလည်းအလွန်အမင်းထိတ်လန့်သွားသဖြင့်သူ၏ဦးကောင်းကိုပင်မမော့ဝန့်ခဲ့ပြီရုတ်တရက်မဲမောင်လေသောတိမ်တိုက်မှကွဲလွင်သွားပြီးကောင်းကင်ယံမှပြန်လဲကြီးလင်လာခဲ့သည်ထိုခဏမှသာသူတို့ညင်တွေ့ခဲ့သမျှမှာအမြင်အာယုံမောမှုအလူရှင်းသာဖြစ်ကြောင်းသဘောပေါက်သွားကြသည်အမှန်တကယ်တွင်နဂါးနမင်းမှနန်းတော်သို့လာနေစဲနာဖြစ်သည်ဘေးခင်းသွားပြီဟုတီးလိုက်သောအခါဧကရိုင်မှအလွန်အမင်းမောက်မှလာခဲ့သည်သူသည်ကောင်းကင်၏စောင့်မမှုကိုခံရသူဖြစ်တဲ့ထင်မြည်သည့်နဖျား၏ပြစ်ဒဏ်ကိုမျှခံရမမုံမှုယုံကြည်သွားခဲ့သည်နဂါးနမင်းရောက်လာလင်သူ့ကိုအနှဲငယ်များအန်ဒရယ်ပြုဝဲမည်မမဟုတ်ဟုထင်မှတ်ခါသူ၏ဇနီးနှင့်သမီးဖြစ်သူတို့ကိုဆက်လက်ရိုက်နိုင်ရန်အဆောင်များကိုအမိန့်ပေးခဲ့သည်အသက်မွေးဖွားလာသောနဂါးရင်သွေးလေးမှာသူ၏အင်အားကြီးမားသောနဂါးမော်အတက်များကိုအတင်းချက်ဖိအားပေးခံခဲ့ရသည်သူသည်သူ၏လက်ညှိုးကိုကောင်းကင်သို့ချင်းရွယ်ကာမိုးကြိုးများကိုဆင့်ခေါ်လိုက်သည်ခဏချင်းပါပင်လူအုပ်ကြီးမှမိုးကြိုးပိခံရသည်ဒဏ်ရာများသည့်မြေပြင်ပေါ်သို့လဲကျသွားခဲ့သည်၎င်းကိုမြင်သောအခါဧကရိုက်ကဒေါသထွက်သွားပြီးနဂါးရင်သွေးလေးကိုတပ်ပြရန်အဆောင်များကိုအမိန့်ပေးခဲ့တော်လေသူတို့မှထိုကလေးကိုလုံးဝမချင်နိုင်ခဲ့ပြီနဂါးရင်သွေးလေးမှာမော်အတက်အနေငယ်အုံကျူယုံဖီအဆောင်များကိုတားဆီးနိုင်ခဲ့သည်ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါဧကရိုက်ကနတ်ဖျားတစ်ပါးအားအကူအညီတောင်းရန်အမိန့်ပေးခဲ့သည်နောက်တစ်ခဏ၌သပင်ဖြူမိုးဆိုင်ဖြူနှင့်အဘိုးအိုတူကောင်းကင်မှဆင်းသက်လာခဲ့သည်လူတိုင်းကသူ့ကိုနတ်မင်းကြီးဟုထင်မှတ်ကာဦးချကိုးကွယ်ခဲ့ကြသည်ထိုကလေးမှာမြေးစာတကောင်ကြောင့်ဧကရိုက်ကပြောသည်ကိုကြားတော့ကအဘိုးအိုကကလေးကိုနှိမ်နှင်းရန်ပြင်ဆင်တော့သည်ရုတ်တရက်ဝင်းကြီးလိတ်ကရှေ့သို့တက်၍တားဆီးခဲ့သည်သူသည်ထိုအဘိုးအိုမှာနဂါးနန်းတော်တွင်အညီအကြီးများသိမ်းဆည်းရသောလိတ်နတ်ဆိုးတာတေစပီရစ်များသာကြည့်ကြောင်းတစ်ချက်ကြည့်ရတော့ပင်သိရှိသွားခဲ့သည်ရွာတွင်နှစ်စဉ်နှစ်တိုင်းမိန်းကလေးငယ်တွေကိုနဂါးနမင်းတန်ပူဇော်ရခြင်းမှာဤအဘိုးအို၏အကြံစီသာချက်ပြီးအမှန်တကယ်တွင်ထိုမိန်းကလေးများကိုသူကိုယ်တိုင်စားပွဲတွင်ခဲ့ခြင်းဖြစ်ကြောင်းအမျိုးသမီးရဲ့မိခင်ပါရှင်းပြခဲ့သည်၎င်းကိုကြားသောအခါဝင်းကြီးလိတ်မှအလွန်ဒေါသထွက်သွားခဲ့သည်အချောင်းရင်းမှာနဂါးနမင်းသည်ရွာသားများထံမှမိသည့်အခါမျှလူသားပူဇော်မှုကိုမတောင်းဆိုခဲ့ဘူးသောကြောင့်ဖြစ်သည်အမှန်တော့ဤအစီအစဉ်အားလုံးမှာထိုအဘိုးအို၏လုတ်ကြံဖန်တီးမှုသာဖြစ်သည်အဘိုးအိုသည်ဝင်းကြီးလိတ်ကိုချက်ချင်းတောင်းပန်ကအသနာခံခဲ့သည်မမျှော်လင့်ပဲဧကရိုက်၏ညီကိုတူကဝင်းကြီးလိတ်ကိုမြေပြင်ပေါ်သို့တွန်းချလိုက်သည်ခဏချင်းမှပင်ဝင်းကြီးလိတ်မှာဘားစံမှအမြှုပ်ထွက်သည်ပြန်လည်မထနိုင်တော့ပြီဝင်းကြီးလိတ်သည်လူလောကတွင်သူ၏စွမ်းအားများကိုအချင်းချင်းအသုံးပြုခဲ့သဖြင့်စွမ်းအားကုန်နေကြောင်းထို့ကြောင့်တာမန်လူသားတို့၏တိုက်ခိုက်မှုကိုပင်မခုခံနိုင်တော့ခြင်းဖြစ်ကြောင်းအဘိုးကိုသဘောပေါက်သွားခဲ့သည်အဘိုးမှာချက်ချင်းအလွန်ဝမ်းသာသွားခဲ့သည်နဂါးနန်းတော်တွင်ဝင်းကြီးလိတ်မှာသူကဲ့သို့နှိမ့်ချသောလိမ့်နတ်ဆိုးတူကိုအမြဲတမ်းအထင်သေးခဲ့သောကြောင့်ဖြစ်သည်ယခုအခါမှာဝင်းကြီးလိတ်၏အနောက်ရှက်မရှိတော့သောကြောင့်နဂါးညင်သွေးအဖြစ်ဟန်ဆောင်နေသောထိုကလေးကိုနှိမ်နင်းရန်ဧကရိုက်ကိုကူညီရန်အဘိုးကိုပြင်ဆင်တော်သည်နဂါးနမင်းသိရှိသွားလျင်သူ့ကိုခြေချဆုလာပေးမည်ဟုယုံကြည်သွားခဲ့ပြီးသူလည်းစစ်မှန်တော့နမင်းတော်ဖြစ်လာနိုင်ပြီဟုထင်မှတ်နေခဲ့သည်သူသည်သူ၏မော်အတက်များကိုအသုံးပြုကာနဂါးရင်သွေးလေးကိုနှိမ်နင်းရန်ကြိုးစားခဲ့သည်နဂါးရင်သွေးလေးမှာခုမှမွေးဖွားလာခဲ့သောကြောင့်ထိုကဲ့သို့အစွမ်းထက်သောမော်အတက်ကိုမခုခံနိုင်ခဲ့ပြီထိုအရေးကြီးသောအချိန်မှာအမျိုးသမီးဖြစ်သူကသူ၏သားကိုကာကွယ်ရန်ရှေ့သို့ထွက်လာခဲ့သည်ရလက်အထာမှာသူမသည်အဘိုးအို၏စွမ်းအားကြောင့်အရှိန်မြင့်လွင့်သွားခဲ့သည်မိခင်ဖြစ်သူဒဏ်ရာရသွားသည်ကိုမြင်လိုက်ရသောအခါနဂါးရင်သွေးလေးမှာအလွန်မိန်ဒေါသထွက်သွားခဲ့သည်သူသည်မိခင်ဖြစ်သူကိုမြေခင်ပေါ်သို့ညင်ညံစွာပြန်ချပြီးနောက်သူမကိုနာကျင်အောင်လုပ်ခဲ့သောလိမ့်နတ်ဆိုးကိုအာရုံစိုက်လိုက်သည်ထိုလိမ့်နတ်ဆိုးကိုဖျားလုဖီမီဟုသစ္ဆွေကောင်းခဲ့သည်ထိုအမျိုးသမီးမှာနဂါးနမင်း၏ဇနီးဖြစ်ကြောင်းဝင်းကြီးလိတ်ပြောသည်ကိုကြားသောအခါအဘိုးအိုမှာကြောက်ကလန်းတကားတုံရင်သွားခဲ့သည်သို့တော်လေဧကရိုက်ကတော့ထိုအမျိုးသမီးမှာသူ၏သမီးဖြစ်တဲ့ဖြင့်နဂါးနမင်း၏ဇနီးဖြစ်ရမှာမဖြစ်နိုင်ကြောင်းကြေညာလိုက်ပါတော့သည်